အားလုံးပဲမင်္ဂလာပါ Tasty Vlog ကနေကြိုဆိုပါရစေဒီနေ့တော့ရှူးရှူးရှဲရှဲနဲ့စားလို့မဲ့ငါးငပိချက်လေးရယ်ပြီးတော့ပဲတီကိုကြက်ဥနဲ့စင်စိမ်လေးကြော်ထားတဲ့ပဲတီကြော်လေးရယ်နဲ့ထမင်းစားမှာဖြစ်ပါတယ်အခုရဆုပ်ဆက်လေးကောင်းတယ်ဒီတို့ရကောင်းတဲ့ကြုတ်ပြီနဲ့ ချိုစိမ်စိမ်နဲ့ ချိုးပဲဒီရနူးနာငါးငပိချက်ဆက်လေးရယ်ပဲတီကြော်စင်လေးရယ်နဲ့ကွက်စီပဲရတာဗီဒီယိုလေးကိုသဘောကျရဆိုရင် like and follow နဲ့ share လေးလုပ်ပေးခဲ့ကြပါဦးเนาะနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်เนาะ bye bye